အဲ့ဒီစီမှာရတာကတော့ခေါက်ဆွဲတုတ်ကြာတန်တုတ်ပဲပြတုတ်တိုဘူးတုတ်ကြက်ရီခွန်ငဖဲကြက်သွေးဆိုတော့ကျွန်တော်မစားခင်နေနေကလိကျင်နေတယ်တအားများနေပုံစံနဲ့ပေါ့ဗျာထားလို့ကုန်ပြီဆိုတော့ personal favorite ကတော့ပဲကြတယ်လို့ကောင်းထောက်တာဒီကြီးကကြာထားအဲ့ဘယ်တော့ကြာလဲဗျာကျွန်တော်အတုတ်3ပွဲအဲ့ဒီ9500ကြာတယ်ဆိုတော့အဲ့တော့ဆိုင်နဲ့သိမ်းနေတယ်ဆိုတော့ကျွန်တော်9000မို့ဆိုင်လေးကိုသိမ်းလိုက်လို့ရမယ်ဖေးမင်္ဂလာပါ open the box ကနေပြီးကျွန်တော်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ပေါ့နော်ဒါဒေါပုံမြို့နယ်ကဒီရမုံနာလမ်းမပေါ်မန်းပြေမှတ်တိုင်ရဲ့အနောက်ကကျွန်တော်ဒါစင်ယိုလေးဆိုတဲ့ဆိုင်ကိုရောက်နေပါတယ်ဒီဆိုင်ကကျွန်တော်တကယ်ကျွန်တော်လှမ်းညှိုးလို့ပေါ့နော်မင်းမန္တလေးတွေပကံတွေပဲခဏနားလိုက်ပြီးရန်ကုန်မှာနေနေပိုက်ရတယ်ဒါဆိုလို့ကျွန်တော်လာဆိုတော့ကျွန်တော်ဟင်းစမှာတော့ဖိုင်မင်္ဂလာပါဗျအေးမင်္ဂလာပါသားကြီးအတုတ်ကဘာတွေရလဲအဲ့ဒီစီမှာရတာကတော့ခေါက်ဆွဲတုတ်ကြာတန်တုတ်ပဲပြတုတ်တိုဘူးတုတ်ကြက်ရီခွန်ငဖဲကြက်သွေးနောက်ပြီးတော့ထမင်းတုတ်ပေါ့သားရဲ့အဲ့လိုမျိုးစုံရတာပေါ့အဲ့လိုမျိုးကျွန်တော်အနေနဲ့စားလို့ကောင်းမဲ့ဟာဆိုဘာညှိုးညင်တယ်တခုတော့အနည်းကလောလောဆယ်ကတော့စားဖို့ကတော့စုံတုတ်တော့ကောင်းတာပေါ့နော်ဒါပေမဲ့ခုကစုံတုတ်မရှိတော့ခေါက်ဆွဲတုတ်ရှိမယ်ပဲကြာတန်တုတ်ဘယ်သူမှမရှိတော့လားတိတ်မတင်နဲ့ပေါ့အတုတ်လေးကတော့ဒါလေးကတော့ပဲကြာတန်တုတ်လေးပေါ့သားရဲ့ပဲကြာတန်တုတ်လေးကတင်တာနဲတယ်အဲ့လိုမျိုးတုတ်ဆိုင်ကတော့ခောက်ဆွဲခောက်ဆွဲရှိမယ်ကြာတန်ရှိမယ်ထမင်းတုတ်ရှိမယ်ပေါ့ဒါထမင်းကဒါအနီမရှိတော့လို့သိတာထမင်းအနီလည်းရှားတယ်အဲ့လိုမျိုးပေါ့သားရဲ့တုတ်ကတော့ဒီပဲကြာတန်ကတော့ထဲတာနဲတယ်တော်တော်များများမထဲကြဘူးပေါ့ဟုတ်ကျွန်တော်ခောက်ဆွဲတော့တပွဲပြီအေးတန်းငယ်လေးရှိတဲ့ဟာပဲအစုံရှိတဲ့ဟာပေါ့ဒါအခုလောလောဆယ်ကအနီကြာတန်ခောက်ဆွဲတမိုးဆောင်လေးပေါ့ဟိုသားတို့အခုမရနိုင်တဲ့ကြာတန်ပဲကြာတန်တုတ်လေးတပွဲလုပ်လိုက်မယ်နော်သားလေးโอเคအဲ့ဒါပါတပွဲပေးလိုက်ကျွန်တော်3ပွဲပေါ့ကျွန်တော်ခောက်ဆွဲတော့တပွဲအစုံတော့တပွဲပဲကြာတန်တုတ်တပွဲနော်အေးသားလေးအေးပါမာပြီးတော့ဒီမှာပုံကြည့်ပြီးလောက်တာတော့မှ7မိနစ်3မိနစ်လောက်ရှိပါတော့။အဲဒီကြည့်ရအများကြီးပဲဒီမှာတော့မှဒီမှာပြောင်းအောင်ရိုက်ဗီဒီယိုထဲမှာအယုံဗီဒီယိုတွေတော့နောက်ပါလေ။အော်ကြပြီ။ဟုတ်။ဒီကောင်ကခောက်ဆွဲတော့ဒီကောင်ကအရောပေးကြတယ်တော့โอเคပါ။အားရအဆုံးတော့3ဝဲလို့ရ။ဒီကောင်ကြာရိုးဟင်းကဆိုတော့ကျွန်တော်မစားခင်နေနေကလိကျင်နေတယ်တော့တအားများနေရုပ်ချစ်စရာလေဟိုမိုင်ဟောဒီကောင်ကပါခေါ်မသိဘူးမဟုတ်အချိုတစ်ခုခုဒီတော့တော်ပြီးရဲ့ပကံတို့အညာတို့တော့မှလည်းနည်းနည်းတည့်မှာကြောင်ကြတဲ့ဘက်ကိုသွားရောက်သွားလို့သူငယ်ခံစားရတယ်ဟောပါလေဟောဒီကောင်ကရိုးရိုးကြီးဆိုတော့ကျွန်တော်ငမောင်းဆုံးတစ်ခုနေတယ်ကျွန်တော်ဖောက်ဆွဲတော့ဆမ်းပြီးစားကြည့်ပါမယ်ဘိုးကြီးနဲ့ဆမ်းပြီးပါဦးဗျာမကြီးနဲ့ကောင်းနေပြီနောက်ပြီးတော့ကျွန်တော်အကောင်တော့ကျွန်တော်စီးရစားလို့မရှိဘူးစီးရတယ်မဟုတ်ခါမနေ
တစ်ခုကတော့ပေးကြတယ်လို့ပေါ့နော်တော့ကျွန်တော်လင်းဟုတ်တယ်အမပြောသလိုပဲကျွန်တော်ဆိုင်တော်များများမှာမမြင်ဘူးဆိုတော့ပေးကြတယ်တော့ကတော့အရင်တည်းကကျွန်တော်ကဒီဟိုဗာလေကလဘေးလိုအောင်နေချက်လို့ကျွန်တော်စားနေကြဒီတုတ်တယ်တော့ဟာမစားဘူးဒါပေမဲ့တုတ်တယ်လည်းမိုက်တယ်ဒီကကြာဟာငေါတော့စုံတော့ကိုတိုင်းနေနေရတယ်ကိုကြီးတိုင်းဘယ်ချိန်ပိတ်တာလဲပုံမှန်ဆိုလို့ရှိရင်ဟော9ဝက်ကြောက်တော့ပိတ်နိုင်ဝက်ရသေးတယ်စားအောင်ပုံမှန်တုတ်တိုင်းနေမတူတာဘူးဒီဟင်းကမဟုတ်ကြာယုံဟင်းကချချတော့ပါပြီခင်ဗျာထုံးတယ်ပေါ့ဗျာထားလို့ကုန်ပြီဆိုတော့ဘာတင်တဲ့ favorite ကတော့ပေးရတယ်လို့သုံးသက်ထိလည်းဘယ်လိုရနိုင်မလဲကျွန်တော်မပြောရတယ်မကောင်းတော့ကောင်းတော့တာမဟုတ်ဘူးဆိုတော့အားလုံးလည်းစားလို့ပြီးပြီဆိုတော့ဒါကိုနဲ့နှစ်ပေါင်းရဲ့ကျွန်တော်ရဲ့အကြောင်းဆုံးအချိန်ပေါ့နော်ဆန်သွားရှင်းရခဏကတ်မင်းရှားပေးစာရေးလိုက်ရင်ငါချင်နေမဆန်ပါဘူးဟုတ်အေးမမဒါဖာဒါဘရာဒါဆစ်တာရေးဖြစ်ကုန်ဆိုင်ရှင်မနေနေတော့တော်လာအောင်အဲ့ဘယ်လောက်ကြလဲဗျကျွန်တော်အတုပ်3ပွဲအဲ့ဒီ1500ကျတယ်ဆိုတပွဲကို2500ကျွန်တော်ကလေပတ်စံ2500ပဲပါလာလို့လေအဲ့တော့ဆိုင်နဲ့သိမ်းနေတယ်ဆိုတော့ကျွန်တော်9000မို့ဆိုင်လေးကိုသိမ်းလိုက်လို့ရမယ်ဟိုရပါတယ်ဆိုင်ရုပ်သိမ်းပေးလိုက်တော့အဲ့လိုပဲလုပ်လိုက်ပါမယ်နော်ကျွန်တော်လာပြီဟိုလေးဝိုင်းမပေးလိုက်ပါအောင်ဒီကောင်းလားဒီကျွန်တော်ဘာလို့ပေးရအောင်မလဲဗျဟောဒါလေးရပါပြီဒါလေးရပြီနော်ဆိုတော့ခင်ဗျားတို့ကြိုက်ရင်တော့ share ဗျာကြိုးကြီးဒီနေ့တော့မဖေးနိုင်တော့ဘူး